အားလုံးပဲမင်္ဂလာပါခင်ဗျာဟင်းမချက်တက်ရင်တောင်းအရသာရှိရှိစားနိုင်ပြီးအစီအစဉ်မှာကြိုဆိုပါရစေဒီနေ့အိမ်မှာဘာချက်မလို့ရှိရင်ကျွန်တော်တို့ Chinese ဆဆာတမျိုးဖြစ်တဲ့ဖက်ထုတ်ကိုကျွန်တော်လုပ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့ချက်ပြပေးတဲ့ဖက်ထုတ်ရဲ့ထူးခြားချက်ကဘာလဲဆိုလို့ရှိရင်ပုံမှန်စားနေကြဖက်ထုတ်မျိုးမဟုတ်ပဲကျွန်တော်တို့ cheese အရသာလည်းပါမယ်little spicy ဖြစ်တဲ့ cheese spicy ဖက်ထုတ်ပဲဖြစ်ပါတယ်ခင်ဗျာcheese spicy ဖက်ထုတ်လို့ဆိုလို့ရှိရင်အရသာကိုကျွန်တော်ဗာထည့်မယ်ဆိုလို့ရှိရင် A1 family မိသားစုကထုတ်ထားတဲ့ရွှေနှန်းဆောင်နန်းနွေးရသာဆွဲစုံဟင်းချက်မုတ်ကိုထည့်ပြီးတော့မှလုပ်ပြမှာဖြစ်ပါတယ်ခင်ဗျာဝတ်သားဖက်ထုတ်ချက်ဖို့ဆိုလို့ရှိရင်ဒီမှာပါတဲ့ဝတ်သားရဲ့အစီတုံးတွေကိုမှကြိတ်ပါမယ်တက်တော့မိတ်ကြီးကုဆိုင်ရုံလေးပါပါလေးကြီးပါမယ်ပါဦးစုံဒီကိုကျွန်တော်သုံးစထည့်ပါမယ်စီပလို့ရှိရင်ကျွန်တော်ဝတ်သားထည့်ပြီးမှကြော်ပါမယ်နော်ချိတ်ထားတဲ့ကျွန်တော်ဒီဝတ်သားလေးတွေကိုထည့်ပြီးတော့မှအရင်ဆုံးကြော်ပါမယ်ဒီလိုမျိုးအသားလေးကဒီအယောင်ပြောင်းလာပြီဆိုရှင်ကျွန်တော်မိခါလေးပိတ်ပါမယ်ပြီးလို့ရှိရင်ဗာထည့်မယ်ဆိုလို့ရှိရင်ရတာလေးထည့်ပါမယ်နော်ရတာကိုတော့ကျွန်တော်တို့ A1 family ကထုတ်ထားတဲ့ရွှေနန်းဆောင်နန်းတွင်းရတာဆွဲစုံဟင်းချက်မှုန့်ကိုဒီမှာကျွန်တော်နှစ်ထုတ်ထည့်ပါမယ်ဘာလို့ဆိုဒီမှာလို့ရှိရင်ဝတ်သားကကျွန်တော်ဒီက30သားကိုသုံးထားတာပေါ့နော်ဒါလေးထည့်ပါမယ်တိုမိုတိုဆော့ကိုကျွန်တော်တို့ဒီမှာ3စွန်းလောက်ထည့်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဗာထည့်မယ်ဆိုလို့ရှိရင်မြုပ်ကောင်းမှုန့်လေးထည့်ပါမယ်ကြောင်းမှုထည့်ပါမယ်နော်ပြီးလို့ရှိရင်ဗာထည့်မယ်ဆိုလို့ရှိရင်စောစောကပပတိထားတဲ့စက်တော်မိတ်ထည့်ပါမယ်စက်တော်မိတ်ထည့်မယ်ပြီးလို့ရှိရင်ဒါတော့ခုဆိုင်ထည့်ပါမယ်နော်ကဲဒါလေးကိုကျွန်တော်ဆက်ပြီးတော့မှချက်ပါမယ်ဒါလေးကိုကျွန်တော်နည်းနည်းလေးခက်ချက်ချောက်လေးဖြစ်သွားအောင်ဆက်ပြီးတော့မှချက်ပါမယ်နော်ကျွန်တော်တို့ဒီဝတ်သားလေးဒီအနေထားဆိုရှင်ကြာပါပြီနော်ဒါလေးကိုမပြီးပြလိုက်ပါမယ်အဲ့ဆိုလို့ဆိုတော့ကကျွန်တော်တို့ချက်ထားတဲ့အသားလေးတွေကိုဝတ်သားကိုကျွန်တော်ဒီပကံရဲ့အောက်ခြေထဲမှာစစကိုတစ်ထပ်ခင်းလိုက်ပါမယ်နော်ပြီးလို့ရှိရင်ဒါကတော့ကျွန်တော်တို့ဒီ ready made ဖက်ထုတ်အဖက်ကလေးပေါ့နော်အဲ့ဒါဖက်ထုတ်အဖက်ကလေးတွေဒီမှာစီယူထည့်ခင်မှာဆိုတော့ကျွန်တော်တို့ဒါကိုမှကြိုတင်ပြီးတော့ချစ်ထားတဲ့ cheese လေးတွေကိုထည့်ပါမယ်ခုကျွန်တော်တို့ဒါကဘာလဲဆိုလို့ချင်း cheese ဒီဖက်ထုတ်ဝတ်သားဖက်ထုတ်ပေါ့နော်အဲ့ဒါကြောင့် protein မှာကျွန်တော် cheese ကိုသုံးထားပါတယ် cheese မတက်လို့ချင်း cheese ထည့်စရာမလိုပါဘူးเนาะပြီးလို့ရှိရင်ကျွန်တော်ဒီမှာ ready made ဖက်ထုတ်အဖက်ကလေးတွေကိုဒီမှာကျွန်တော်အသားဖုံးသွားအောင်ထည့်လိုက်ပါမယ်เนาะအဲ့ဒီအသားလေးဖုံးသွားလို့လိုတာပေါ့နော်ပြီးလို့ရှိရင်ဒါကိုမှကျွန်တော်တို့နောက်ထပ်အသားတစ်ထပ်ထပ်ပြီးတော့ထည့်ပါမယ်စိုးစိုးကလိုပဲကျွန်တော်ဒီမှာလုပ်လို့ရှိရင် cheese တစ်ထပ်ထပ်ပြီးတော့မှထည့်ပါမယ်နော်ပြီးရင်ကျွန်တော်တို့စိုးကအတိုင်းပဲဖမတ်လေးကလိုပဲဖထုတ်ဖက်ကလေးတွေနဲ့တခါပြန်ပြီးအသားကိုပြန်ပြီးတော့မှဖုံးလိုက်ပါမယ်နော်ခုလိုမျိုးကျွန်တော်တို့နောက်ထပ်တစ်ထပ်လဲဒါဆိုလို့ရှိရင်ပြည့်သွားပြီပေါ့နော်ပြီးလို့ရှိရင်ဒီပေါ်မှာနောက်ထပ်တစ်ထပ်ကျွန်တော်တို့အသားထပ်ပြီးတော့မှထည့်ပါမယ်ဒါတော့ကျွန်တော်တို့နောက်ဆုံးအလွှာပေါ့နော်ဆုံးဒီရလို့ပြောလို့ရတယ်နောက်ဆုံးအလွှာလေးပေါ့နော်ဒါကိုလည်းကျွန်တော်တို့ဒီမှာအသားလေးထည့်လိုက်ပါမယ်နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော် cheese လေးနည်းနည်းထည့်ပါမယ်နော်ပြီးရင်ဒါလေးကိုမှကျွန်တော်တို့ဖထုတ်အရွက်ကလေးနဲ့တခါပြန်ပြီးတော့မှဖုံးပါမယ်ကဲဒါကိုမှကျွန်တော်တို့ကယူနီပွက်ဆူနေတဲ့ပေါင်းလေးကိုကျွန်တော်တို့15မိနစ်လောက်ထည့်ပြီးတော့မှပေါင်းပါမယ်ယူနီဆူဆိုလို့ရှိရင်ဒါကိုမှကျွန်တော်တို့ထည့်ပြီးတော့မှ15မိနစ်20ပေါင်းပါမယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဝတ်သားဖက်ထုတ်အဆက်ကလေးရပါပြီနော်ဒါကတော့ကျွန်တော်စောစောကချက်ပြပေးခဲ့တဲ့ cheese spicy ဖက်ထုတ်ပဲဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုလို့ရှိရင်ပူပူလေးနဲ့အရန်ပေါ်မှာစားကောင်းပါပါနော်ကဲဒါလေးကိုကြည့်လိုက်ပါမယ်ကဲဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကလေယာတွေကအများကြီးပေါ့နော်အဲ့တော့ဘာနဲ့တူလဲဆိုလို့ရှိရင်ကျွန်တော်တို့အီတလီယန်အဆဆာခုဖြစ်တဲ့လာဆာညာနဲ့လည်းဆင်ပါတယ်အဲ့တော့ဒီဟာတွေကဆိုလို့ရှိရင်ကျွန်တော်တို့အီတလီယန်အဆဆာဖြစ်တဲ့လာဆာညာကိုမှ inspiration ယူထားတဲ့ cheese spicy ဖက်ထုတ်ဖြစ်ပါတယ်ခင်ဗျာတော်လေးကောင်းလားညမန်းထားတဲ့ပူပြီးတော့မှအကြမ်းသာကအရန်ကောင်းတယ်ဘာလို့ရှိရင်ဂျင်းလေးနဲ့ထည့်မယ်ဒီမှာကျွန်တော်တို့ပိတ်ချင်လေးပေါ့နော်စက်တုံးကျူလေးရဲ့ညုပ်ကလေးလေးရဲ့နော်အားလေးကိုမှထည့်ပြီးမှထားပါမယ်တော်လေးကိုထိတ်သွားပြီဒါလေးရတာနော်လက်ဆက်ကောင်း
ဟင်းမချက်တက်ရင်တောင်အရသာရှိရှိစားနိုင်ပါ යි ခင်ဗျာ